မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာအတိုက်ခိုက်တွေကင်းပြီးတော့အိမ်အေရှန်စီလိုပါသလားဆရာအခုတင်ပြပေးမယ့်ရတရားလေးကိုတေချာပြုလုပ်ကြပါဗျပြုလုပ်ရမယ့်ရတရားလေးကတော့လွယ်လွယ်လေးပါဗျဘာလေးတုံးဆိုရင်မိမိနေတဲ့အိမ်မှာပဲပြုလုပ်ရပါမယ်ဗျပြုလုပ်ပုံလေးကတော့မိမိနေတဲ့အိမ်မှာမိမိနေတဲ့အိမ်ဤစနေတောင်အမြင့်တနေရာမှာတင်ထားပေးရပါမယ်ဗျဘာလေးတင်ထားပေးရပါမယ်တုံးဆိုရင်ဒီလိုပကံလေးတစ်ချက်လုံးမယ်ပကံလေးတစ်ချက်ထဲမှာတရက်အနည်းဆုံး2ရက်အများဆုံး4ရက်ခင်းကျင်းထားရမယ်ခင်းကျင်းထားပြီးရင်မိမိအိမ်မှာလူ4ယောက်ရှိတယ်ဆိုတမယာတိ4လုံးလူ5ယောက်ရှိတယ်ဆိုတမယာတိ5လုံးလူ2ယောက်ပဲနေတယ်ဆိုတမယာတိ2လုံးတင်ပြီးတော့မိမိဟိုက်စနေတော့မှတင်ထားပေးရုံပါပဲဗျအဲ့ဒါလေးတင်ထားပြီးတာနဲ့မိမိတအိမ်လုံးအေးရှန်နဲ့အတိုက်ခိုက်တွေခင်းနေဗျမယုံမရှိပါနဲ့ဗျအဟုတ်လောက်ကြပါတအားအတိုက်ခိုက်အိမ်တွင်းအေးရှန်စေမှုကိုလက်တွေ့ရရှိပါမယ်ဗျအဲ့လေးပြုလို့ရှင်အပြည့်တမယာတိကတော့6တိုင်းလဲပြီးလို့ရတယ်တရက်ကတော့6ပြီဆိုမှလဲပါတမယာတိကတော့အိမ်မှာအပူတွေများတယ်ဆိုရင်3-4ရက်နဲ့6သွားတယ်ဗျအိမ်မှာအိမ်တွင်းအေးရှန်နေဆို9ရက်10ရက်လောက်နေမှာ6သွားပါမယ်ဗျ9ရက်10ရက်နေမှာလဲရပါတယ်ဗျအဲ့ဒါလေးလှုပ်ထားခြင်းအဖြစ်စနေတောင်မှလှုပ်ဖို့တော့လုံးဝမမင်းနဲ့နော်အတိုက်ခိုက်တွေကင်းပြီးတော့အိမ်တွင်းမိသားစုတစုလုံးစီလုံးပြီးအေးရှက်မှုကိုရရှိပါမယ်ဗျမိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျကျမ်းမာကြပါစေချမ်းသာကြပါစေဗျ